အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Duty Formula Channel လေးကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီဗီဒီယိုလေးမှာတင်ပြပေးချင်တာကတော့ပြီးခဲ့တဲ့ပတ်မှာဘာကနန်းပြောက်ခဲ့လို့ရှိရင်ဒီစပတ်မှာဘာကနန်းလေးလိုက်ထိုးရမယ်ဆိုတဲ့ Formula လေးပဲဖြစ်ပါတယ်ကျွန်တော်တို့ပြီးခဲ့တဲ့ပတ်တုန်းကတုံညပြောက်ခဲ့တယ်ဆိုလို့ရှိရင်ခုနောက်လာမယ့်ပတ်မှာထိုးရမယ့်မူကနန်းပေါ့နော်တုံညပြောက်ခဲ့လို့ရှိရင်ထိုးရမယ့်မူကနန်း၅ဘက်ကတော့56ရယ်49ရယ်41ရယ်32ရယ်39ရယ်ဒီကနန်းလေးတွေကိုကျွန်တော်တို့ကဝိတ်ထိုးပြရပါပါတစ်ပတ်ပျောက်သွားတဲ့ဒီတစ်ပတ်ပျောက်တဲ့ဆိုရင်နောက်ပတ်ကိုထိုးပြရမယ်လို့ပြောတော့ပါနောက်တစ်ခုကတော့ပြီးခဲ့တဲ့ပတ်မှာတစ်ပြောက်ခဲ့လို့ရှိရင်ကျွန်တော်ဒီဘက်မှာထိုးရမယ့်မူကနန်းလေးတွေပေါ့နော်ဒီဘက်မှာထိုးရမယ့်မူကနန်းလေးတွေကပါလေးတယ်ဆိုတဲ့အခါကျတော့80ရယ်98ရယ်9ရယ်8449ပေါ့နော်ဒီကနန်းလေးကိုကျွန်တော်တို့မွေးထိုးရမှာပါเนาะဒီကနန်းလေးကိုထိုးရမှာပါဒီတစ်ပတ်တွင်ကိုထိုးရမယ့်ကနန်းလေးဖြစ်ပါတယ်လုံညပြောက်ပြီးတစ်ပြောက်ပြီးကျွန်တော်နှစ်ပြောက်ခဲ့လို့ရှိရင်တော့နှစ်ပြောက်ခဲ့တဲ့ပတ်မှာကြာလို့ရှိရင်တော့63လို့64 63 64ပေါ့နော်ကျွန်တော်တို့63ရယ်64ရယ်95ရယ်10ရယ်ကျွန်တော်တို့3နှစ်ရယ်ဝေးကနန်းအနေနဲ့ထိုးရမှာဖြစ်ပါတယ်ဒီနောက်ဝတ်ကိုဝေးကနန်းအနေနဲ့ထိုးရမှာပါကနန်းပြောက်ခဲ့လို့ရှိရင်ထိုးရမှာဝေးကနန်းနောက်ဝတ်ဖြစ်ပါတယ်ဒီရမှာတော့ကျွန်တော်တို့3ပြောက်တယ်ပေါ့နော်3ပြောက်တဲ့ဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့က89ရယ်ဒီမှာ93ရယ်54ရယ်48 4ခွက်ထဲပဲဒီမှာကျွန်တော်တို့က3ပြောက်တဲ့ဘက်မှာတစ်ခုပဲ4ခွက်ကျန်တဲ့ဟာတွေကတော့5ခုကြီးဖြစ်တယ်အဲကြတဲ့ခါကျ3ပြောက်တဲ့ဘက်မှာဒီ4ခွက်ထိုးပေးပါမွေးထည့်ပေးပါ3ပြောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမဲ့3ညပြောက်ခဲ့ပြီး1ပြောက်ပြီး2ပြောက်ခဲ့ပြီးအဲမှာ3ပြောက်ခဲ့ပြီးကျွန်တော်4ပြောက်လို့ရှိရင်4ပြောက်တဲ့ဘက်မှာကျွန်တော်ဘိုင်ထိုးရမှာလဲဆို1ဘူးရယ်ကျွန်တော်တို့1 4ရယ်9နှစ်ရယ်ကျွန်တော်တို့9 4ရယ်ကျွန်တော်တို့9 6ရယ်ပေါ့နော်ဒီကနန်း5ခွက်ကိုကျွန်တော်တို့ကပါပြောဒီကိုလေးပြောက်တဲ့ဘက်ရဲ့နောက်တစ်ဘက်မှာတိုက်ဒီမှာထိုးမွေးထိုးပြီးဟုတ်လားပါအနည်းဆုံးတစ်ခွက်ပေါ့နော်အများဆုံးကျွန်တော်တို့2ခွက်3ခွက်ထိထွက်ပြီးတဲ့ပတ်တွေရှိတာပေါ့ဗျာကျွန်တော်တို့ဒါ5ပြောက်ခဲလို့ရှိရင်တော့ဒါ5ပြောက်ခဲတဲ့ဘက်မှာထိုးရမယ့်ဟာတွေကကျွန်တော်တို့၄ရှစ်ပေါ့နော်၄ရှစ်ရဲ့လေးဘူးထိုးရမယ်၄ရှစ်ထိုးရမယ်ကျွန်တော်တို့၄၅ထိုးရမယ်နော်၄ရှစ်၄ဘူး၄၅ကျွန်တော်တို့9နှစ်ပေါ့ရနော်အဲဒီ၄ခွက်ပြီးတဲ့ခါကျတော့နောက်ဆုံးခွက်ကကျတော့63ပေါ့နော်63ကိုကျွန်တော်တို့ထိုးရမယ်ဆိုတဲ့ခါကျတော့ဒီ5ခွက်ပဲခုနကပြောရမယ်ဆို၄ရှစ်၄၄၄၅ 9နှစ်63ဒီ5ခွက်ကိုထိုးရမယ်ကျွန်တော်5ပြောက်ပြီးရင်6ပြောက်ခဲ့လို့ရှိရင်ကျွန်တော်တို့ဘာတွေထိုးရမှာလဲဆိုလို့ရှိရင်6ပဲတဲ့ပတ်ဒီနောက်တစ်ပတ်မှာကျွန်တော်တို့ကိုမွေးထိုးရမှာမွေးကနန်းကကျွန်တော်တို့က4 3ထိုးရမှာပေါ့နော်4 3ရယ်ကျွန်တော်တို့က9ရယ်ကျွန်တော်တို့4 3ရယ်9ရယ်4 5ရယ်ကျွန်တော်တို့9နှစ်ရယ်ပေါ့နော်ကျွန်တော်4 3 4 9 9နှစ်ပဲ9နှစ်ပြီးတဲ့ခါကျကျွန်တော်8 3ပါပါပေါ့နော်အဲ့ဒါလေးကျွန်တော်တို့မွေးထိုးရမှာငါ့ကိုဖြစ်ပါတယ်formula လေးတွေကကျွန်တော်တို့ကလင်ဒါလေးနဲ့တိုက်ဆက်ကိုပါထားပြီးပါ99ရခိုင်တော့မှန်တဲ့ဟာလေးတွေကျွန်တော်တို့တက်နိုင်ဆုံးသင်ပေးထားဖြစ်ပါတယ်နောက်တစ်ခုကတော့6ပြောက်ခဲ့ပြီး9ပြောက်ခဲ့လို့ရှိရင်ပေါ့နော်6ပြောက်ပြီး9ပြောက်9ပြောက်ခဲ့လို့ရှိရင်ထိုးရမယ့်ဝေကနန်းလေးတွေက1 4ရယ်3 6ရယ်3 9 9ရယ်5 6ရယ်8 3ရယ်1 4 3 6 3 9 9 5 6 8 3ဒီ5ဘက်ပေါ့ဒီ5ဘက်ကိုကျွန်တော်တို့ခါတိုင်းလိုပဲမွေးထိုးရမယ်ဒီတစ်ပတ်ပြောက်ခဲ့လို့ရှိရင်နောက်တစ်ပတ်မှာဒါမျိုးလေးတွေကိုမွေးထိုးမယ်မွေးထိုးခြင်းလည်းထိုးမွေးမထိုးခြင်းလို့ဖြစ်လို့ရှိရင်လည်းကျွန်တော်တို့ဟိုကီးလေးရတယ်ကျွန်တော်တို့ပါဝါချင်းလေးရတယ်ပရိတ်လေးရတယ်ဆိုတာမျိုးလေးမှာကိုယ်ကလည်းထိုးလို့ရတာပေါ့ဗျာနော်ဒီတစ်ခုကတော့60ရယ်90ရယ်ကျွန်တော်တို့9နှစ်ရယ်ကျွန်တော်တို့9 4ရယ်6ရယ်ပေါ့နော်ဒီ5ဘက်ကတော့ဒါကတော့ကျွန်တော်တို့ဒီ10ပြောက်လို့ရှိရင်ထိုးကမွေးထိုးရမယ်ကျွန်တော်တို့5ဘက်ဖြစ်ပါတယ်ဒါ10ပြောက်လို့ရှိရင်မွေးထိုးမှာ5ဘက်ကဒီကနန်း5ဘက်ဖြစ်ပါပြောင်းရင်ထိုးရမယ့်5ဘက်ကတော့ကျွန်တော်တို့3ရယ်4
နောက်တဲ့ပတ်ကိုပြောပြီးနောက်တစ်ပတ်ဒီမှာလိုက်ပြီးစကားကြဖို့လည်းကျွန်တော်ဒီပါလေးဖြစ်ပါတယ်အားလုံးမကြမ်းမှဆန္ဒကြပါဘူး